သင်ဘဝတစ်လျှောက်လုံးမှာသင်ခန်းစားလွယ်လွန်းတယ်ပူပြီးကြံ့ခိုင်မှုလိုတယ်အသေးဖွဲကိစ္စတွေကိုသိပြီးဂရုမစိုက်နဲ့လို့အပြောခံရဘူးပါသလားသင်ရဲ့မျက်ရည်တွေအတွက်ခဏခဏတောင်းပန်နေရတာတွေကြောင့်စိတ်ပင်ပန်းနေပါသလားဒီနေ့ကျွန်တော်ပြောချင်တာကသင်ကိုအရင်ကပြောခဲ့တဲ့ယောဂရှာဖွေချက်တွေဟာမှားယွင်းနေတယ်ဆိုတာပါပဲသင်မှာဘာမှမှားယွင်းနေတာမရှိပါဘူးသင်ဟာအားနည်းသူမဟုတ်သလိုမှားယွင်းနေတဲ့သူလည်းမဟုတ်ပါဘူးစိတ်ပညာရှင်တွေကတော့သင်ကိုအလွန်အမင်းခံစားလွယ်သူ highly sensitive person လို့ခေါ်ကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့သင်ကိုအာယုံခံနိုင်စွမ်းမြင်မာသူ super sensor လို့ပဲခေါ်ချင်ပါတယ်တခြားလူတွေကကဘာကြီးကိုရုပ်ထွက်သားမှန် standard definition အနေနဲ့မှတ်တမ်းတင်နေချိန်မှာသင်အုံနောက်ကတော့ 8K ရုပ်ထွက်အရေးသွေးနဲ့မှတ်တမ်းတင်နေတာပါသင်ရဲ့ဒီခံစားလွယ်မှုဟာချိုးယွင်းချက်မဟုတ်ပါဘူးဒါကဘာကြီးအတွက်အလွန်လိုအပ်နေတဲ့အဆင့်မြင့် radar စနစ်တစ်ခုပါသင်ကိုသင်နားလည်ဖို့အတွက်သင်ရဲ့ဇီဝဗေဒကိုကြည့်ဖို့လိုပါတယ်သူဒေသနာတွေရလူရည်ရဲ့80%နဲ့မတူပဲသင်အုံနောက်ဟာသတင်းချက်လက်တွေကိုကွဲပြားစွာလှုပ်ဆောင်နေတာပါလူအုံနောက်ကိုကင်မရာတစ်လုံးနဲ့နှိုင်းယှဉ်ကြည့်ရအောင်လူအများစုရဲ့အုံနောက်ဟာ 720p လောက်နဲ့ပဲမှတ်တမ်းတင်ကြပါတယ်ဒါအထိရောက်ပြီးစွမ်းရင်လည်းမကုန်ကြပါဘူးဒါပေမဲ့သင်အုံနောက်ကတော့ 8K အရေးသွေးနေပါဒီလိုဖြစ်ရတဲ့အုံနောက်ရဲ့အဆင့်မြင့်တင်မှု3ခုရှိပါတယ်ပထမချက်ကတော့သင်အုံနောက်မှာစစ်ထုတ်တဲ့စနစ် filter မရှိခြင်းပါသိပ္ပံပညာရှင်တွေကတော့ဒါကို low latent inhibition လို့ခေါ်ပါတယ်လူအများစုရဲ့အုံနောက်ကစွမ်းရင်ချွေတာဖို့အတွက်အမြင်အာရုံရဲ့90%ကိုလစ်လျူရှုတတ်ပါတယ်ဒါပေမဲ့သင်အုံနောက်ကတော့အရာအလုံးကိုအရေးပါတယ်လို့သတ်မှတ်ပါတယ်ဒါကြောင့်လည်းသင်အလွယ်တကူစိတ်ပင်ပန်းရတာပါဒါပေမဲ့တခြားသူတွေမမြင်တွေ့နိုင်တဲ့အလားတရားတွေပုံစံတွေနဲ့အဖြေတွေကိုသင်ကပဲမြင်တွေ့နိုင်တာပါဒုတိယချက်ကတော့သင်ရဲ့ရောင်ပြန်အာရုံကြောများအလွန်မင်းလှုပ်ရှားနေတာပါဒါတခြားသူတွေရဲ့ခံစားချက်ကိုနားလည်ပြီးနိုင်တဲ့စွမ်းရည်ပါဒါပေမဲ့သင်တို့တော့သူများဝမ်းနေနေတာကိုနားလည်ယုံနေမဟုတ်ပဲသူတို့ရဲ့ဝမ်းနေမှုကိုသင်ခန္ဓာကိုယ်ကပါတကယ်ခံစားရတာမျိုးပါသင်စိတ်ကူးရင်နေတာမဟုတ်ပါဘူးသင်အုံနောက်ကသူတို့ရဲ့စိတ်ခံစားချက်ကိုတကယ်တမ်းပုံဖော်နေတာပါသင်ကအာယုံခံနိုင်စွမ်းမြင်မာတဲ့သူတစ်ယောက်ဖြစ်နေတာပါတတိယချက်ကတော့နက်နက်ရှိုင်းရှိုင်းစဉ်းစားတွေးခေါ်ခြင်းပါစကားပြောတဲ့အခါဒါမှမဟုတ်ဆုံးဖြတ်ချက်ချတဲ့အခါသင်ဟာတခြားသူတွေထက်နှေးကွေးနေတယ်လို့ခံစားရနိုင်ပါတယ်ဒါပေမဲ့သင်အုံနောက်ဟာစကလုံးတွေရဲ့နောက်ွယ်ကအထိပ္ပယ်တွေကိုပုံမနက်ရှိုင်းစွာခွဲခြမ်းစိတ်ဖြာနေတာပါသင်ဟာတွေးနေတာမဟုတ်ပဲအကောင်းဆုံးဖြစ်လာအောင်အချိန်ယူစဉ်းစားနေတာပါဒါအားနည်းချက်မဟုတ်ပါဘူးအစင်းမြင့်တွက်ချက်မှုတစ်ခုပါခံစားလွယ်ခြင်းဟာအားနည်းချက်ဆိုရင်သဘာဝရွေးချယ်မှုအရဒါကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပပျောက်သွားတင်ပါတယ်ဒါပေမဲ့ဒါကရှိနေတော့မှာပဲဘာလို့လဲဆိုတော့လူအဖွဲ့အစည်းမှာသင်လိုမျိုးအတိုင်းပင်ခံတွေကိုလိုအပ်လို့ပါရှေးခေတ်ကတိုက်ခိုက်သူတွေအမဲလိုက်သူတွေကိုလိုအပ်တယ်လို့ပဲအရာရာကိုကြိုတင်သတိပေးနိုင်တဲ့သင်တို့လိုမျိုးသူတွေကိုလည်းလိုအပ်ပါတယ်ယနေ့ကလူအဖွဲ့အစည်းကတော့စူညံပြီးမြန်ဆန်ပြီးပြင်းထန်ပါတယ်ဒါတိုက်ခိုက်သူတွေအတွက်တိဆောက်ထားတာပါဒါကြောင့်သင်ဟာဒီပတ်ဝန်းကျင်နဲ့မလိုက်လျောညီထွေဖြစ်နေတယ်လို့ခံစားရတာပါဒါပေမဲ့သင်ရဲ့တန်ဖိုးနည်းသွားတာမဟုတ်ပါဘူးသင်ဟာဒန်ဒီလီယွန်ပန်းနေလို့မဟုတ်ပဲတစ်ခွာပန်းတစ်ပွင့်လိုပါဒန်ဒီလီယွန်တွေကဘယ်နေရာမှာမဆိုပေါက်ရောက်နိုင်ပေမဲ့တစ်ခွာပန်းကတော့တင့်တော်တဲ့ပတ်ဝန်းကျင်တင့်တော်တဲ့အလင်းရောင်ရှိမှသာအလားဆုံးပွင့်လန်းနိုင်မှာပါသင်ဟာအတန်ချက်ကအင်ဂျီဝတ်ဖို့မကြိုးစားပါနဲ့သင်ရဲ့ခံစားလွယ်မှုဟာပြောင်းလဲလို့မရတဲ့သင်ရဲ့ဇီဝဗေဒပါသင်ရဲ့ခံစားချက်တွေကိုကာကွယ်ပါစည်းကမ်းသတ်မှတ်ချက်တွေထားရှိပါတိတ်ဆိတ်မှုကိုတန်ဖိုးထားပါနောက်တစ်ခါသင်ခံစားလွယ်လွန်းတယ်လို့ပြောခံရရင်ဒါချိုးရင်းချက်မဟုတ်ပဲကဘာကြီးကို 8K ရုပ်ထွက်နဲ့မြင်နေရတာလို့ကိုကိုသတိပေးလိုက်ပါဒီလိုခံစားနိုင်စွမ်းဟာသင်ရဲ့ဝင်တော့ဝင်ဖို့မဟုတ်ပါဘူးသင်ကိုလူသားတစ်ယောက်ဖြစ်စေတဲ့အဓိကအချက်ပါပဲ